Hello မင်္ဂလာပါကဲပရိသတ်ကြီးတို့တခုပြောပြရှိလို့ပေါ့နော်ကျွန်တော်တို့အခုအပတ်မှာမနက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ PK ပေါ့နော် brain line နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီအပတ်မှာဆိုရင်ကျွန်တော်တို့ကမနက်ခင်းမှာဆိုရင်ဒါနေ့လေပေါ့နော်ပြောမယ်ဆိုရင်6 break လာတယ်လာပြီးသူ့ရဲ့နောက်ရက်မှာဆိုကျွန်တော်တို့ break လာတယ်လာပြီးတော့ဒါဒီနေ့မှာဆိုရင်လည်းဒါမနက်ခင်းမှာဆိုရင်ဒါနေ့လေပေါ့နော်ဒါ4 break လာခဲ့တယ်ပေါ့ဒီ4 break ဆိုလည်းကျွန်တော်တို့ရရှိခဲ့တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီပေါ့နော်ကလင်နာမှာဆိုရင်ဒီလိုမျိုး break တွေဒီ6 break ဒါပြီးရင် com break ပြီးရင်ကျွန်တော်4 break ပေါ့နော်အဲ့လိုလာပြီဆိုရင်နောက်ရက်မှာသူ့ရဲ့လာတက်တဲ့ break ကတခုတည်းရှိရပေါ့နော်အရင်လှပတဲ့ PK line အဲ့ဒါလေးကိုတော့ဒါမိတ်ဆွေတို့ဒါဘယ်လိုပြောမလဲဆိုရင်မိတ်ဆွေတို့အောင်ရင်မထက်သိမ်းကြမလို့မအောင်ရင်လည်းမိတ်ဆွေတို့ပါလေ live ထိုင်ပညာကြီးချက်ချင်းယူမလားဒါမှမဟုတ်အစားတို့ကနန်းယူမလားကြိုက်တဲ့ဖြစ်မိတ်ဆွေတို့မှာရွေးချယ်ခွင့်တွေအများကြီးရှိတယ်အဲ့လိုမျိုးလေးပေါ့နော်ဒီကြာပင်းနေ့အတွက်နေ့လည်တစ်ချိန်ပဲပေါ့နော်လိုင်းရမယ် PK line လေးကိုရေကုန်ခြင်းတဲ့လူတွေရှိတယ်ဆိုရင်လာခဲ့ဖို့ကျွန်တော်ကလင်းကဖိတ်ခေါ်ပါတယ်โอเคပါကျွန်တော်မကြခင်မှာတော့ကျွန်တော်ကြာပင်းနေ့အတွက်ဒါအထီးကြီးလေးကိုဒါပြပြပေးသွားမယ်ပေါ့နော်ဗီဒီယိုအသစ်တစ်ပုဒ်လုပ်ပေါ့ဒါလေးကတော့ဒီ PK line လေးအရင်အကောင်းကြောင်းဒါအရင်ဆုံးရှေးဥစွာလာတင်ပေးရခြင်းဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့မယုံဘူးဆိုရင်တော့မိတ်ဆွေတို့ဒီကလင်နာကြည့်တဲ့လူတွေရှိတယ်ဆိုရင်ရှာကြည့်ပါ6 break ခွန် break ဒါမနက်ခင်းမှာပေါ့မနက်ခင်းတည်တယ်နော်6 break တို့ခွန် break တို့4 break တို့လာပြီဆိုရင်သူ့ရဲ့နောက်ရက်မှာလာတဲ့ break ကတစ်ခုပဲရှိရယ်ဒါကိုတိုင်းတကယ်လို့လာမွေခြင်းဆိုရင်ကိုတိုင်းလေးလာကြည့်ပါတကယ်လို့ဆရာကလေးလေးလာပြီးသားတော့လိုချင်နေဆိုရင်တော့ပညာကြီးလေးလာသွင်းပြီးတော့တောင်းယူမှုတောင်းခံမှုအပြည့်နဲ့ဆောင်ရွက်ပြီးမှမလို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့ကင်းလေးဖြစ်ပါတယ်ခင်ဗျ